ကိုရဲ့ကြီးစောက်ပြဿနာကတော့စပြီနဲ့တူတယ်ထုံးလာကျုပ်တို့ကိုမနိုင်လို့မောင်မောင်ကိုအကူအညီတောင်းပြီးတွေးယူသေးတဲ့အကွက်တွေလုံးတော့မယ်နဲ့တူတယ်ကွာအေးကျော်ကသူ့ရဲ့ထမင်းချက်ကိုပြောတယ်သူကသူဘသူ့ကိုအကူအညီတောင်းဘာအတွက်ပဲရွှေ့ခေါင်းနဲ့ထက်မနေနဲ့ကွာဟာခေါင်းနဲ့မထက်လို့တော့မရဘူးလေမောင်မောင်ဆိုတဲ့ကောင်ကြောင်ကိုရဲကြီးလဲသိရတာနဲ့ဒီကောင်ကရွှေမွေမဟုတ်ဘူးမွေပွေးအဆွဲရှိတယ်လို့အစိတ်လဲပြင်းနေနောက်ပြီးစောက်ချင်လည်းမဟုတ်ဘူးအဲ့ဒါကိုတိနဲ့ပေါ့ဆဆတွားလို့ရင်ကျုပ်တို့အားလုံးဒုက္ခရောက်ကုန်မှာပေါ့အေးကြောင့်မင်းအဲ့ဒီမောင်မောင်ဆိုတဲ့ကောင်ကိုဂရုစိုက်နေတာလားကြောက်နေတာလားကွဘာကိစ္စကျုပ်ကကြောက်ရမှာလဲကြောက်စရာဘာဆောက်ကြောင်းမှမရှိအေးမကြောက်ရင်မေးပါဇက်ကိုပိတ်လိုက်တော့ကွာဒီเจ้าနဲ့ပတ်သက်ပြီးတခွန်းမှမဟနဲ့ကိုရဲ့ကြီးကြောက်အခုလိုပြောနေတာကြောက်လို့မဟုတ်ဘူးဗျအားလုံးသတိထားရအောင်မဖြစ်တဲ့နာတွေမဖြစ်အောင်ပြောနေတာဗျဟဲ့ဘာမှသတိထားစရာမလိုဘူးအဲ့ဒီကောင်ကဘာကောင်မလို့လဲတခါတည်းအဆွဲချိုးပြီးတော့အစိတ်ထုတ်ပြမယ်အဲ့လောက်မလွယ်ဘူးကိုရဲ့ကြီးတော့ကွာမင်းပါဇက်ကိုပိတ်ပြီးအေးဆေးနေလိုက်တော့မင်းအတန်ငါထပ်မကြားချင်တော့ဘူးပြီးရောဗျာမကြားချင်ဘူးဆိုရင်ကျုပ်ဘာမှမပြောတော့ဖြစ်ချင်ရဖြစ်အေးကျုပ်ကမချင်မနဲ့နဲ့စပွဲကုံကိုလက်သေးနဲ့ဝုန်းကနေမီအောင်ထိုးပြီးတန်ရောက်ပေါ်ကနေထပြီးအိမ်ပြန်ဘက်ကိုဒေါသတကြီးထွက်သွားတယ်အဲ့ဒီကအိမ်ပေါ်တက်ကနေမြင်းမိနဲ့ငကြောက်တငယ်ချင်း2ယောက်အိတ်ချင်မှုတို့နဲ့ဆင်းလာကြတယ်မြင်းမိနဲ့ငကြောက်ကအကြံမှုပြီးအိမ်ပေါ်တက်မှာအိမ်နေကြခြင်းဖြစ်တယ်အိမ်အောက်မှာဆူညံဘာတွေဖြစ်နေကြတာလဲကျုပ်တို့ကိုပြောစမ်းပါဦးဗျငါတောက်ကရောက်ရင်ရောက်ချင်မယ်ဘာမှမဖြစ်ဘူးရဲကြီးကလေးတန်းမမနဲ့ခက်ပြက်ပြန်ဖြေဟာကိုရဲကြီးဘလို့ဖြစ်လို့စကားပြောတာဒေါသတန်နေပါနေရတာလဲဘာလဲကျုပ်တို့နဲ့ကောင်အကြံမှုပြီးအိမ်ပေါ်မှာအိမ်နေတာကိုမကျေနပ်လို့လားဟဲ့မင်းတို့ဟာမင်းတို့မူးချင်မှုအိတ်ချင်အိတ်ငါနဲ့မဆိုင်ဘူးကွမကျေနပ်စရာလဲဘာအကြောင်းမှမရှိဘူးအဲ့ဒါဆိုဘာလို့ဒေါသထွက်နေရတာလဲစိုးစမ်းပါအောင်အလကားပါကွာဘာမဟုတ်တဲ့ကောင်ကိုစကားနဲ့ထည့်ပြောနေလို့ဒေါသထွက်နေဘသူပြောတာလဲဘသူရှိရမှာလဲဗျာဟိုကောင်အေးကြော်အလကားကောင်စောက်ချောက်လို့ဂန်တူးလို့နဲ့အဲကောင်နောက်ကိုကြောက်တက်နေပစိုးမဝက်နဲ့ထမင်ဝက်တာဒါနဲ့နေစမ်းမအောင်ဒီကောင်ကဘသူ့ကိုစကားနဲ့ထည့်ပြောနေတော့လေမောင်ဆိုတဲ့ကောင်ဘယ်ကနေဘလို့ဆက်မိပြီးအဲကောင်အကြောင်းကိုပြောရတာလဲဒီလိုကွာဒီနေ့မနေ့10နာရီဝန်းကျင်နောက်ကထုံးလာနဲ့အဲကောင်မောင်ဆိုတဲ့ကောင်ဇီးပင်သားရွာအရက်ဆိုင်ထဲမှာတွေ့ပြီစကားတွေပြောကြတယ်အဲ့ဒါကိုစိုးကငါတို့လူတယောက်ကလာပြောတယ်ဒီကောင်လည်းကြားတယ်ဒီမှာတဲ့အဲကောင်မောင်ကအဆွဲရှိတယ်အစိတ်ရှိတယ်ခေါင်းနဲ့မထည့်လို့မရဘူးဘာဖြစ်တယ်ညာဖြစ်တယ်ထပြောတာကွာအဲ့ဒါကြောင့်ငါဒေါသထွက်နေတာမင်းတို့ပဲစဉ်းစားကြည့်အဲ့ဒီကောင်ကဆွဲရှိတယ်အစိတ်ရှိတယ်ဆိုတော့ငါတို့ကတော့ဆွဲမရှိဘူးအစိတ်မရှိလို့လားဒါကိုလီလီလာလာစောက်ရင်းမပါတဲ့စကားတွေပြောပြီးတော့ပတ်ထွေးကိုလာအမောတင်ပြနေမအေးပြေးမျိုးတော်တော်ကျွေးရတူနှက်တဲ့ကောင်ကိုလူတွေထက်ပတ်ထွေးကိုတော်တော်ထင်ကြီးနေတာဟုတ်ပါပြီဗျာစိတ်ချော်ဘာမဟုတ်တာလေးနဲ့ချင်းရံဖြစ်ကြမနေနဲ့ဒါနဲ့အကိုရောမတွေ့ပါလားဘယ်ရောက်သွားလဲဒီကိစ္စကိုအကိုသိပြီးပြီလားမသိသေးဘူးကိုအမနင်းနဲ့အတူရွာထဲကိုလမ်းလျှောက်ထွက်သွားတာခုထိတောင်ပြန်မလာသေးဘူးတော်တော်ကြာသွားပြီဟုတ်လားအဲ့ဒါဆိုကျုပ်တို့အကိုနောက်ကိုလိုက်သွားအောင်မယ်အေးမင်းတို့လိုက်ချင်တယ်ဆိုရင်လိုက်သွားငါတော့မလိုက်တော့ဘူးဒီမှာပဲနေခဲ့မယ်ဟုတ်ပြီလေကဲဒါဖြစ်ကျုပ်တို့သွားပြီငါကြောက်ကပြောပြီးမြင်းမီကိုခေါ်၍ဝင်းအောင်နောက်ကိုလိုက်သွားတယ်ဒါပေမဲ့ဝူးတယ်မလိုက်သွားရအောင်ခြံထဲရထွက်ပြီးရှေ့တနေရာရောက်မှဝင်းအောင်တို့ဇနီးမောင်နှံနဲ့တက်တိုးတော့တယ်ကောင်လေးတွေဘယ်သွားမလို့လဲဝင်းအောင်ကဥစားမယ်ဘဲမှမသွားဘူးအကိုနောက်ကိုတမင်လိုက်လာချက်ချင်းဆိုသလိုဝင်းအောင်မျက်မှောင်ကျုပ်သွားတယ်တစ်ဆက်တည်းမှာပဲအကြောင်းကိစ္စတစ်ခုထူးနေပြီဆိုတာကိုလည်းသိလိုက်တယ်ဘာကြောင့်ဆိုတော့အကြောင်းထူးမရှိဘဲနဲ့တော့ကောင်လေးတွေသူ့နောက်ကိုတကူးတကလိုက်လာမှာမဟုတ်ဘူးအခုလိုတကူးတကလိုက်လာခြင်းဖြစ်တဲ့အတွက်အကြောင်းကိစ္စတစ်ခုခုထူးနေပြီဆိုတာသိကြပြီဒါကြောင့်ဝင်းအောင်ကဘာကိစ္စရှိလို့ငါနောက်ကိုလိုက်လာတာလဲလို့မေးတယ်ကိစ္စရှိတယ်ကိုဒါပေမဲ့လမ်းမှာဆိုတော့ပြောရတာမကောင်းအိမ်ရောက်မှအေးစီပြောကြတာပေါ့အေးအဲ့နောက်သူတို့အားလုံးအိမ်ပြန်ကြတယ်တိုးတော့ဖြစ်အိမ်ကိုရောက်တော့အနည်းကအလိုက်သည့်စွာဖြင့်အိမ်ပေါ်တက်ကိုတက်သွားတယ်
ဝင်းရောက်ကရဲကြီးပြီးတန်းရကိုဝင်ထိုင်တယ်မြင်းပြီးနဲ့ငကြောက်ကသူတို့ရှေ့မျက်နှာချင်းဆိုင်ကတန်းရပေါ်မှာဝင်ထိုင်တယ်ကဲကောင်းလေးတွေစိုးစမ်းမအောင်ပါကိစ္စတယ်ဝင်းရောက်ကမေးတယ်ငကြောက်ကမဖြေရဲကြီးမျက်နှာကိုလမ်းကြည့်ပြီးကိုရဲကြီးဒီကိစ္စကိုခမများပဲပြောပြလိုက်ပြလို့ခက်တီတီပြောတယ်ရဲကြီးကကောင်းငိမ့်ပြတယ်အဲ့ဒီနောက်ဒီလိုပါကိုဒီနေ့မနေ့10 နာရီဝန်းကျင်လောက်ကဇီးမြစ်သာရွာရဲရက်ဆိုင်မှာထွန်းလာနဲ့မောင်မောင်တွေ့ပြီးစကားတွေပြောနေကြတယ်ဗျဘာကွာမင်းပါပြောလိုက်တယ်ပြန်ပြောစမ်းမတင်မထားတဲ့စကားကြားလိုက်ရတာကြောင့်ဝင်းအောင်အံ့ဩပြီးတော့မျက်လုံးပြူသွားတယ်ဟုတ်တယ်ကိုအရက်ဆိုင်ထဲမှာဒီကောင်တွေတွေ့ပြီးစကားတွေပြောကြတယ်ဘာတွေပြောနေတယ်တော့ကြုတ်လည်းမသိဘူးမင်းတည်တည်ချင်းဘေးရိုက်စတာလေဟမ်စောစောကကြုတ်တုတ်ကောင်တကောင်လာပြောတာဗျမင်းတဲ့ဟာတရိုးသေးကြရဲ့လားကွာသိကြတယ်ကိုဇီးပိတာရွာရဲကအဲ့ကောင်အတိတယောက်စီကအတိအကျရခဲ့တာဗျဝင်းအောင်ကောက်တိတ်ကြီးထုတ်လိုက်တယ်ထို့နောက်အေးဒီပုံတိုင်းဆိုဒီကောင်တွေကိုငါတို့လွတ်ထားလို့မရတော့ဘူးအမြဲစောင့်ကြည့်နေမှရှာတော့မယ်ဒီအပိုင်းမင်းတို့လေအနေတိုင်းဆဲကြကြအပြင်နဲ့တိတ်မထက်နဲ့တကယ်လို့ထွက်မယ်ဆိုရင်လည်းတယောက်တည်းမထွက်နဲ့အဖေခေါ်တာကြားလားကြားပါတယ်ကိုတတိဆိုတာပိုတယ်မရှိဘူးကွဘာမှမဖြစ်ရင်သာကောင်းတာဖြစ်သွားရင်ဘာမှလုံးမရမင်းတို့မှာအသက်ပုံမပါသလိုငါမှလည်းအသက်ပုံမပါပါဘူးအားကြောင့်အလုံးသတိဝိရိယနဲ့နေကြဝင်းအောင်ငါပြောပြီးတန်းရပေါ်ကနေထထက်သွားတယ်ကဲကိုရဲ့ကြီးကြားတယ်နော်ဘယ်သူမှအသက်ပုံမပါဘူးတဲ့သတိဝိရိယနဲ့နေအပြင်သွားမယ်ဆိုကျုပ်တို့ကိုပြောကျုပ်တို့ပါလိုက်မယ်အေးငါ့ကိုပဲပြောမနေနဲ့ကွမင်းတို့လည်းသတိဝိရိယနဲ့နေကြကျုပ်တို့အတွက်မပူနဲ့ကျုပ်တို့ကဘယ်သွားအတွဲလိုက်တယောက်တည်းဘယ်တော့မှမသွားဘူးဗျအေးပါကွာဟုတ်ပါပြီအဲ့နောက်သူတို့၃ယောက်ရီမောမောနဲ့စကားတွေပြောကြတယ်ည9 နာရီဝင်းရောက်အပိုင်းကန်တာယာထမ်းတော့တဲ့ရှိထမ်းတဲ့တလုံးထဲမှာတော့လူတစ်ယောက်ထမ်းရည်တအူးကိုလက်နက်ဖက်နဲ့စုပ်ကမ်းပြီးအားရပါရမော့တောင်းနေတယ်သူကတော့တခြားသူမဟုတ်ဘူးဝင်းရောက်ရဲ့တပည့်ကျော်ကြီးအေးကျော်ကရဲကြီးရဲ့အေးကျော်ကရဲကြီးနဲ့ကတောက်ကဆက်ဖြစ်ပြီးနောက်ထန်းတော်ရဲကိုရောက်လာကထန်းရည်လာတောင်းနေကြခြင်းဖြစ်တယ်။အိုးရထန်းရည်တွေကုန်တာနဲ့အေးကျော်ကထန်းရည်ဦးကိုရိုက်ခွဲလိုက်တယ်။အဲဒီနောက်ရှိသမျှအားကိုတုံပြီးမတ်တက်ထားရတယ်။ဒါပေမဲ့အမိုးလွတ်နေတဲ့အတွက်ထလို့မရအောင်နောက်ကိုပလက်လန်သွားတယ်။ဟာကွာလက်ခွမ်းလိုမှာပဲလီးဖြစ်လို့ထလို့မရတာလားကွာအေးကျော်ကကုံယုံပြီးပြန်ထားတယ်။ဘလို့မှထားမရအောင်အဲ့ဒါကြောင့်ဟဲ့အောင်နေအပြင်ဘက်ကကောင်တွေငါ့ကိုထူကြစမ်းပါဦးကွာလို့အလေးရှာလေးတန်နဲ့ဒေါသတကြီးလန့်អော်တယ်ခဏကြာတော့ထန်းတော်တဲ့ကိုလူတယောက်အပြေးရောက်လာပြီးအေးကျော်ကိုလာထူပေးတယ်အကိုစင်ပြေရဲ့လားဘယ်သွားမလို့လဲလို့အပေါ့သွားမလို့လားကျုပ်တို့လိုက်ပို့ပေးမယ်လေမလို့ဟဲ့အောင်ငါပဲသွားမယ်အပြေကိုလိုက်ပို့ပေးထလူတယောက်ကအေးကျော်ကိုဒိုင်းရတစ်ဖက်စီကနေမှပြီးတော့ထန်းတဲ့ပြေဘက်ကိုလိုက်ပို့ပေးလိုက်ကြတယ်ဟဲ့အောင်တွေကြပြီးသွားတော့ငါပြန်တော့မယ်ဒီအချိန်ကြီးရောက်မှအကိုကဘဲပြန်มาလဲဗျဟာအကိုစီပြန်มาပေါ့ကွာခုလောက်ဆိုအကိုငါ့ကိုစောင့်နေလောက်ပြီဟာမဟုတ်တာဒီလောက်အမိုးလွန်ပြီးလမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တာကိုဘယ်လိုပြန်มาလဲမဖြစ်သေးပါဘူးဗျာအကိုပြန်มาဆိုကျုပ်တို့လိုက်ပို့ပေးမယ်ဟဲ့မလိုဘူးလို့မင်းတို့ကငါပြောပြီးပြီလေငါပြန်မယ်ဖဲကြစမ်းအေးကျော်ကထလူနှစ်ယောက်ကိုတိုးထုတ်ပြီးတော့ဟိုတိုးတီတိုးနဲ့ထန်းတော်တဲ့ကနေထွက်သွားကြတယ်ည7 နာရီရဲကြီးဟိုကောင်အေးကျော်ခုထိပြန်မလာသေးဘူးလားကွဝင်းအောင်ကအိမ်ပေါ်ကနေဆင်းလာပြီးဖေးတယ်ပြန်မလာသေးဘူးကိုဒီကောင်ပဲသွားလဲမဲသေးလားမသိဘူးကိုမင်းတို့ဘာမှပြောမသွားဘူးလားကွာမအေးဘေးတယောက်နေတော့ဘယ်တွေလျှောက်သွားနေလဲမသိဘူးအချိန်ကိုလည်းကြည့်အောင်ညှိနှံ့နေပြီကွစိတ်ပူမနေစမ်းပါနဲ့ကိုရဒီကောင်ဘဲမှမသွားဘူးထန်းတော်ထဲမှာရှိတယ်အခုလောက်ဆိုအကိုကောင်ကကောင်းပြီးတော့အိတ်တောင်အိပ်ပျော်နေလောက်ပြီငါကြောက်ကဝင်ပြောတယ်ဒီကောင်ထန်းတော်ထဲမှာဆိုတာမင်းကဘလို့သေးတာလဲမင်းကိုပြောပြသွားလို့လားကွမပြောလဲကြုတ်တည်တယ်ညနေကဒီကောင်နဲ့ကိုရဲကြီးစကားနည်းနည်းများကြတယ်အဲ့ဒါကြောင့်ဒီကောင်ဒီညအိမ်ပြန်လာမှာမဟုတ်ဘူးထန်းတော်ထဲမှာမူးတောက်ပြီးအိမ်မှာတေးချတယ်မနေ့မှပြန်လာလိမ့်မယ်ရဲကြီးကောင်လေးပြောတာဟုတ်လားဟုတ်တယ်ကိုညနေကကျုပ်နဲ့အဲကောင်စကားချီတင်များသေးတယ်အဲ့ဒီကပျောက်သွားတာခုထိပဲဗျဘာဖြစ်ပြီးမင်းတို့ကစကားများတာလဲကျုပ်ရှိမှမောင်မောင်ဆိုတဲ့ကောင်ကိုအမောလာတင်နေလို့များတာဗျစကားများချရင်များထားတယ်ဆိုတဲ့အကြောင်းငါ့ကိုပြောလေကွာဘာလို့မပြောရလဲ
အရင်မပါဘူးထင်လို့မပြောတာပါကိုအေးနောက်ကိုမင်းတို့ချင်းဘာပဲဖြစ်ဖြစ်ငါ့ကိုပြောကြားလားကြားတယ်ကိုကြားရင်မင်းတို့အိတ်တော့ဟိုကောက်အောင်စောင့်မနေနဲ့တော့ငါပေါ်တဲ့အိတ်တော်မယ်ဟုတ်ကိုအဲ့ဒါဝင်းရောင်ကအိမ်ပေါ်ကိုပြန်တက်သွားကြတယ်ဒီတော့မှရဲကြီးတို့၃ယောက်တန်းရပေါ်မှာဖြစ်တယ်လို့လဲအိတ်လိုက်ကြတယ်မနေ့6နာရီအကိုထပါအောင်ဗျာထပါအောင်ပြဿနာတော့ကြီးကျယ်တက်နေပြီဗျဝင်းရောင်အိမ်တဲကိုလူတယောက်အလောတကြီးဝင်လာတယ်ရုတ်တရက်ကြားလိုက်ရတဲ့အတန်းကြောင့်ရဲကြီးမြင်းမင်းငါကြောက်တို့၃ယောက်အဲ့ရကနေစက်ကတန်းထိုးလာကြတယ်ဟဲ့အောင်စောစောစီးစီးဘာဖြစ်လာတာလဲရဲကြီးကလေးတန်းမမနဲ့မေးတယ်အကိုအေးကျော်ထန်တော်ထဲမှာရဆက်ဆက်အသက်ခံထားရတယ်ကိုဘာကွာမင်းဘာစကားပြောရလဲရဲကြီးကတန်းရပေါ်ကနေလင်မြန်ထပြီးတော့ထော်လူရဲ့လမ်းမြောက်ကိုဘဲလက်နဲ့အာကုန်ညက်ကညာလက်သီးနဲ့မျက်နှာကိုထိုးရန်ရွှေလိုက်တယ်ကျုပ်ကိုမလုပ်ပါနဲ့ဗျာကျုပ်တကယ်ပြောတာပါအကိုအေးကျော်ထန်တော်ထဲမှာတကယ်အသက်ခံထားရတယ်ဗျဟဲ့အောင်မင်းစားပါစက်ကိုပိတ်ထားလိုက်စမ်းလေးဖြစ်လို့အေးကျော်အသက်ခံရမှာလားစောက်ရင်းမပါတဲ့စကားမပြောနဲ့ကွာရဲကြီးကအားပို့ထဲပြီးထော်လူလက်ပင်ကိုညက်တယ်အချင်းနေမဟန်တော့တာကြောင့်မြင်းမိနဲ့ငါကြောင့်ရဲကြီးကိုပြေးဆွဲကြတယ်ကိုရဲကြီးခမရစိတ်ကိုလျှော်စမ်းများဒီကိစ္စတကယ်ဟုတ်မဟုတ်သိအောင်ကျုပ်တို့ဒီကောင်ကိုတေချာမယုံမယ်ခမရလက်ကိုလွှတ်လိုက်တော့မောင်ရင်ဒီကောင်တက်ရှူကြပြီးတော့တေးသွားလိမ့်မယ်ဒီတော့မှရဲကြီးကမကြေမနဲ့နဲ့တောက်တစ်ချက်ခောက်ကထော်လူလက်မျိုးကိုညှစ်ထားတဲ့သူ့လက်ကိုလွှတ်လိုက်တယ်အဲ့နောက်မင်းတတိထားဆိုတဲ့အမူအရာနဲ့ထော်လူမျက်နှာတက်တက်ကိုလက်ညှိုးထုတ်ကဇပွဲကုံကိုချက်တောင်းနဲ့စောင့်ကန်ပြီးတော့တန်းရပေါ်ပြန်ထိုင်တယ်ဟဲ့အောင်ဆင်းပြေးတာဘယ်လိုနေသေးလဲပြေးပါတယ်ကိုဘယ်လိုမှမနေတော့ပါကျုပ်ကိုအခုလိုအသက်ဘေးကနေကက်တင်ပေးတဲ့အတွက်အကိုတို့ကိုကျေးဇူးတင်ပါတယ်မလို့ပါမင်းစင်ပြေးပြီးဆိုအေးကြော်ကိစ္စပြောအဲ့ကောင်တကယ်ပဲထန်တော်ထဲမှာအသက်ခံရတာလားဟုတ်ပါတယ်ကိုတကယ်ပဲအသက်ခံရတာပါဗျတိုးတိုးဖြစ်ထိုလူကအေးကြော်လောင်းကိုထန်တော်ထဲမှာတွေ့ခဲ့ပုံကိုတလုံးမကြံအကုန်ပြောပြတယ်မနေ့ကနာရီမိနစ်30ထမ်းရည်လေးမူးမူးနဲ့အိတ်လိုက်တာအိတ်လို့ကောင်းလိုက်တာကွာတညလုံးတစ်ခါမှမနိုးတော့တရေတယ်ပဲထန်တော်ထဲကနေလူတယောက်ထွက်လာပြီးတော့ပြောတယ်ဟဲ့အောင်မအေးပေးနိုးလာပြီလားဘယ်ချိန်တွေကနိုးနေလဲမသိတဲ့လူတယောက်ကထလူနားကိုရောက်လာတယ်သူတို့နှစ်ယောက်ကတော့တခြားသူတွေမဟုတ်ညအေးကြော်ကိုထမ်းတဲ့အပြင်တွဲထုတ်လာတဲ့လူနှစ်ယောက်နာမည်တွေကတော့ဘာတန်းနဲ့ထွန်းရှင်အေးနိုးပြီနင်ရောအစောနိုးနေတာလားကွဟုတ်တယ်ငါနိုးတာကြာပြီညလေကောင်းကောင်းအိမ်မပြောဘယ်လိုဖြစ်လို့အိမ်မပြောတာလဲကွဘာမှမဖြစ်ပါဘူးကွာဒီတိုင်းမှာဟိုတွေးတီဟိုလိတ်တီလေးအိမ်မပြောတာပါနေစမ်းမအောင်ကွမင်းမတွေးစရာဘာရှိလို့လဲသားလည်းမရှိမယားလည်းမရှိဘဲနဲ့လူပြိုလူလစ်ကိုကွာဟာသားမရှိမယားမရှိဘဲနဲ့တွေးစရာမရှိတော့ဘူးတဲ့လားကွငါလည်းလူပဲလေကွာဒီလိုပဲတွေးစရာတော့ရှိမှာပေါ့ထားပါအဲ့ဒါရင်ကြည့်ပါငါတို့ရွာတဲ့အကိုဝင်းရောက်အိမ်ကိုသွားကြရအောင်စောစောစီးစီးပါသွားလို့မှလဲကွာညကိစ္စလေးကွာအဲ့ဒါကြောင့်သွားမှာဘာကိစ္စလဲငါမသိပါလားကွဟာဒီမအေးဘေးတဲ့ကတော့ညအကိုအေးကြော်မူးမူးနဲ့အကိုဝင်းရောက်တို့အိမ်ကိုပြန်သွားတာလေအေးဟုတ်တယ်လေအဲ့ဒါငါသိတယ်လေအေးအဲ့ဒါပြန်ရောက်မရောက်သွားကြည့်မလို့ဒေါ်စမ်းပါကွာခုမှတော့သွားမနေပါနဲ့ညကလေးအမေကိုငါပြောပါတယ်အချင်းနေမကောင်းဘူးလိုက်သွားမယ်လို့အဲ့ဒီတော့ငါကြတော့ဘာဖြစ်တလဲညာဖြစ်တလဲနဲ့ခုမှတော့သွားမနေနဲ့ကျွန်တော်ညောင်းနေစောက်လို့ရှုပ်တယ်ကွဟဲ့မင်းလိုက်မလားမလိုက်ဘူးလားအဲ့ဒါပဲပြောကွာမင်းမလိုက်ရင်ငါတယောက်တည်းသွားမယ်မလိုက်ဘူးဟဲ့ကွာကူသွားပြီးရောကွာမလိုက်ရင်လေဘာတန်းကပြောပြီးထွက်သွားတယ်ထို့သောဖြင့်နောက်တော့နောက်ကြတော့ဘာတန်းအလောတကြီးပြန်ရောက်လာတယ်ဟဲ့စောက်ပြဿနာတော့တက်ပြီကွငါတို့ထန်းတော်ထဲမှာလူသေးလောင်းတစ်လောင်းတွေ့တယ်ဘသူ့လောင်းလဲတော့မသိဘယ်နားမှာတွေ့တာလဲကွဟိုရှိနားမှာပဲကွာဘယ်ကအလောင်းကထန်းတော်ထဲကိုရောက်လာတာလဲစောက်စရာတွေတော့ရှုပ်တော့မှနဲ့တွေ့တယ်ဇရာရှုပ်တာတွေမရှုပ်တာတွေနောက်ထားကွာဘသူအလောင်းတွေလဲဆိုတာသိအောင်သွားကြည့်အောင်အေးသွားမယ်ကွာအဲ့ဒီနောက်ပါတန်းနဲ့ထွန်းရှင်ထိုအလောင်းရှိရာကိုခတ်တုတ်တုတ်သွားကြတယ်ခဏကြာတော့ထိုနေရာကိုရောက်သွားတယ်သူတို့ရှိမြေပြင်မှာမောက်ခုံအနေထားနဲ့သေနေတဲ့အလောင်းတစ်လောင်းမောက်ခုံဖြစ်နေတဲ့အတွက်အလောင်းရဲ့မျက်နှာကိုမမြင်ရအောင်အဲ့ဒါကြောင့်ထွန်းရှင်ကဟဲ့အောင်ဘသူလဲဆိုတာသိအောင်လှည့်ကြည့်ကွာလို့ပြောတယ်ငါမလဲရဲဘူးဟဲ့မင်းကမင်းလန်ကွာလက်ခွန်းမှာကွာမင်းကဘာလို့မလန်ရဲတာလဲမင်းမေဘေးကသေနေပြီကွာ
တင်နေတဲ့သူကမင်းကိုဘာမှထားမလုပ်နိုင်ဘူးမသိပါဘူးကွာငါမလန်ရဲဘူးမရဘဲလန်ကွာထုံးရှိစိတ်မရှိစောတာကြောင့်ဘာမှမပြောတော့ပဲအလောင်းကိုဆွဲလန့်လိုက်တယ်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်နှစ်ယောက်သားမျိုးလုံးအပြူသားပါဇက်အဟောင်းသားနဲ့ချက်တီတီသွားကြတယ်သူတို့ရှိမြင်ပြန်မှာတင်နေတဲ့သူမှတခြားသူမဟုတ်ညထမ်းရည်မူပြီးဟိုတိုးတီတိုးနဲ့ပြန်သွားတဲ့အေးကျော်တနည်းအားဖြင့်ဝင်းရောင်ရဲ့တပည့်ကျော်ကြီးအေးကျော်ဟဲ့အောင်စောက်ပြတ်တာတော့ကြီးကျယ်တက်ပြီးကွငါတို့ဘာလို့ကြမလဲဘာလို့ရမှာလဲကွဟိုကောင်တွေကိုအရင်သွားနိုးပြီးအလောင်းကိုထန်တော်ရဲရွှေ့ရမှာပေါ့ဒါဖြစ်ဒီလိုလောက်ကွာမင်းကအဲ့ကောင်တွေကိုသွားနိုးပြီးအလောင်းကိုနေရာရွှေ့ထားငါအကိုဝင်းရောင်တို့ကိုဒီလိုအတီးချောင်းသွားပြီးတော့ခေါ်လိုက်မယ်ကွာအေးအဲ့ဒါကောင်းတယ်အဲ့ဆိုရင်ငါသွားပြီဘာတန်းကပြောဆိုဆိုနဲ့ဒုနီယာကနေပြေးထွက်သွားတယ်ဒီတော့မှထွန်းရှိန်ကထန်တော်ရဲမှာအိပ်ပျော်နေတဲ့လူတွေကိုသွားနှုတ်ပြီးအေးကျော်ရဲ့အသက်မဲ့နေတဲ့အလောင်းကိုဒန်တော်ရဲကိုနေရာရွှေ့ကြတယ်ပရိသတ်များရှင်စာရေးဆရာမင်းမျက်နှာရေးသားထားတဲ့ The Village ဘက်ကစီစဉ်3ဇလန်းတင်ဆက်မှုကိုတော့ဒီနေရာမှာခိတ္တခဏရနာလိုက်ပြစေဦးရှင်ဒီဇလန်းရဲ့ကြန့်ရှိနေသေးတဲ့ဘိုင်းများကိုတော့ဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါအောင်မယ်ဇလန်းလေးကိုဆုံးထိလိုက်ပါနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တဦးချင်းစီတိုင်းကိုလည်းထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်တာယာပျော်ရွှင်တဲ့နေ့တည်လေးကိုပိုင်ဆိုင်နေကြပါစေရှင်